မှန်ကန်ကန်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမချီလွတ်မယ်ရွာသားအာယောတော်ဝင်းနဲ့အောင်ဟိမခင်ဗျာအောင်ဟိခတ်တယ်အာယောကျေမြေကလက်ဝဲကျော်နဲ့အဆွဲချုံလို့လဲကျူလာတဲ့လက်ဝဲကျော်တွေ့ကြတဲ့ပွဲအာယောဘိုးဘီခနာကျော်တော်ဝင်းလာအောင်ဟိတဲ့ကွာကျော်တော်ဝင်းတဲ့ကွာတဲ့ကျူလက်ခေါက်တာနဲ့ဖြည်းပြလို့မြောက်စားပေးပါခင်ဗျာအာယောရိုက်တယ်ပုံနဲ့တက်တယ်ခင်ဗျာဖတ်ပြီးခင်ဗျာယာတဲ့ကျူအာယောမင်းပါလေငါပါလေမင်းပါလေတကယ်ကြီးအာယောတွေ့ဒီလာပြီခင်ဗျာလက်ကြီးရှက်ပြီခင်ဗျာကျော်တော်ဝင်းညာရိုက်တယ်ခင်ဗျာအောင်ဟိလိုက်တယ်ခင်ဗျာအောင်ဟိပြေဖြောင်းဟုတ်တယ်ရပ်တက်ွက်ကုန်တယ်ဒိုင်ဖမ်းတယ်ဒိုင်လို့ရင်ထိုးအာယောကြီးတယ်အာယောကျော်တော်ဝင်းပြင်းနေပြီအာယောကျော်တော်ဝင်းဖယ်ထောက်ပြီအောင်ဟိဖယ်ရိုက်တဲ့ကျော်တော်ဝင်းညာခတ်တဲ့ခင်ဗျာအာယောညာရိုက်ထက်လာပြီကျော်တော်ဝင်းအာယောထုတ်တယ်တိုက်တယ်အောင်ဟိကျဲတိုက်တယ်ယာဒိုင်ကျော်ပုတ်တဲ့တကယ်ကြီးနောက်ဆုံးလွတ်ပြပြီအာယောကျော်တော်ဝင်းထိုးပြီခင်ဗျာအောင်ဟိဝတ်ဒီဖတ်ပြီအာယောဘယ်ထောက်လဲကျော်တော်ဝင်းအောင်ဟိဘယ်ခါဟုတ်ကဲ့ထိုးရင်ကြည်ရင်ဆုံရင်တည်ရင်နဲ့ပထမအချီပြီးဆုံးခြင်းဖြစ်ပါတယ်ခင်ဗျာပထမအချီပြီးဆုံးတော့လည်းပဲအပြေမပေါ်သေးတဲ့အတွက်နမနစ်အနာယူလို့အာမွေးမှာဖြစ်ပါတယ်ခင်ဗျာကဲရှင်မအောင်ဆောင်းလာရသည်မောင်တပါးစီပေါ့ခင်ဗျာစုတော်ငွေဒီမောင်နှဝရင်ဆိုင်ချက်ပြိုင်တာသဘောကျတဲ့အတွက်BGF 139တရင်မူဘော်မူဝင်းနိုင်ဆိုင်မှတူးလေ2000 BGF တနနဲ့ကိုကရဲစီဝါရတာဝခံဘောကြီးစောထွန်းလင်းကလည်းတယောက်ကို4000ကျချင်းပေးပါတယ်ခင်ဗျာတဲ့ကျူ
ဒီကြီးကတန်ငယ်နေကိုကရဲဘောမူစာရေးကလည်းသဘောကျတဲ့အတွက်တယောက်ကို3000ကျချင်းမြင့်ပေးပြန်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ယခုတွဲဆိုင်ကိုကြိုက်တွယ်ပေးပါသောမြန်မာနိုင်ငံရိုးရာလုံးအဖွဲ့ချုပ်တိုင်းကိုအောင်မွန်ကိုလည်းပြန်ပွဲကျင်းပရေးကော်မတီလည်းဖြစ်ဆုလက်ရှိဆုပါဝါလုပ်ငန်းရှင်ကြီးဖြစ်တဲ့ကိုစန်းထွန်းဦးကကိုအောင်မွန်ကိုဆုတော်ငွေ3000ချီးမြှင့်လို့မြောက်စားပေးပြန်ပါတယ်ခင်ဗျာအခုလူများဝိုင်းတော့မှရှင်းလင်းပေးပါအစ်ပြည့်လူရရှိလွတ်မဲ့ရောသားအာယောလူရရှိပါခင်ဗျာတော်ဝင်းတဲ့အောင်ဟေးလူရရှိကိုပညာတွေပေးပြန်ပြီအောင်ဟေးတဲ့တော်ဝင်းလူရရှိကိုပြင်းပြကြပြီခင်ဗျာအာယောဒီမောင်ရလက်စီရတော့တစ်ချက်ထိုးရင်တော့လက်ကျိုးသွားနိုင်တယ်တော့တစ်ချက်ထိုးရင်တော့လက်ကျိုးသွားနိုင်တယ်တော့အာယောယာလွတ်ပြန်ပြီဟိုးပြီအာယောဟုတ်တယ်တက်တယ်တော်ဝင်းဖြောက်ခဲ့ပြီတော့အောင်ဟိတ်ကြပြန်အာယောတောင်းကြီးခိုးပြီးမိပြီးကြည့်ပြီးခဗျာအာယောဟေးထိုင်ထားလေဖြူတော့ဒီနေသုံးဟုတ်ကဲ့ကျွန်တော်တို့ဒုတိယရှိဖြစ်တဲ့10မိနစ်နဲ့30စက္ကန့်အရောက်ပါပဲအောင်ဟိန်းသုံးမှန်လောက်ဘက်ကအလဲထိုးခံရတဲ့အတွက်2မိနစ်အနာတောင်းထားပါတယ်ခင်ဗျာကြာရှိတဲ့10မိနစ်နဲ့စက္ကန့်30ဖြည့်ဆွက်ပြီးမှသာလေဒုတိယချီပြီးဆုံးတယ်လို့ကျွန်တော်တို့ခုံတိုင်မှသတ်မှတ်သွားမှာဖြစ်ပါတယ်ခင်ဗျာရောသားညပန်းကုန်နဲ့ခေါ်နိုးထားအခုလူများဝိုင်းတော့မှရှင်းလင်းပေးပါခင်ဗျာဟုတ်ကဲ့ဒီပွဲစဉ်ပြီးတော့လည်းနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျယ်လျောင်းတောင်ကလေးအနီတော့နဲ့သပြေညိုဆက်ယုံအပြာတော့လို့လည်းအသီးသီးသွေးပူလေးချင်းကားများပြုလုပ်ထားဖို့ခုံတိုင်မှထပ်လောင်းပြီးတော့အကြောင်းကြားပါတယ်ခင်ဗျာကဲ
ကြာရှိတဲ့10မိနစ်စက္ကန့်30ဖြည့်ဆွတ်မှာဖြစ်ပါတယ်ခင်ဗျာကဲအောင်တော်ဝင်းနဲ့အောင်ဟေးဒုတိယချီပါခင်ဗျာ10မိနစ်စက္ကန့်30ကိုဖြည့်ဆွတ်ခြင်းဖြစ်ပါတယ်ခင်ဗျာဒေဂျူကျိုးကရွေးမထိုးနဲ့ရောက်ရဲ့လူဘီအောင်ထောက်ပြီးခင်ဗျာလက်ခုပ်တန်းနဲ့ဖြည်းဖြည်းလို့တော့စားပေးပါခင်ဗျာတာမီဘယ်အာယောတီနေတောလေးငါ6 9 10 Go! That's it. Okay. Let me water na shi. Mi ba pi du bia. Yakhu atwa sai ko. Myin twai ja ya de atai ma be kham ya.ကျွန်တော်တို့ကျော်စွာဝင်းအန်ထူးကေမန္တလေးနဲ့အောင်ဟိန်း3ဗန်လာတို့ပွဲဟာ3မိနစ်ထိုး2မိနစ်နာ3မိနစ်ထိုး2မိနစ်နာငါးကြီးစာစုပ်ကဲ့သို့ညာလည်းပဲဒုတိယအချီဖြစ်တဲ့2မိနစ်နဲ့30စက္ကန့်အရောက်မှာပဲအောင်ဟိန်း3ဗန်လာရိုးရာလက်ဝဲကလပ်ဘက်ကအလဲထိုးခံရတဲ့အတွက်ဒီပြိုင်ပွဲမှာ M2K မန္တလေးရိုးရာလက်ဝဲကလပ်ကလက်ဝဲကျော်စွာဝင်းအနိုင်ဖြစ်ပါတယ်ခင်ဗျာလက်ခုပ်စံနဲ့အားပေးပါခင်ဗျာ